မာတို့ကနားတာပေါ့နော်ကားတွေခဏနားတယ်ဒီမှာသမင်းမစားချင်လို့ခောက်ဆွဲစားပါတယ်မိသားစုဒါကြတော့ကြက်သားကြက်သားကြော်မလေးပါချစ်ပျော်စရာကြီးနော်မာတို့မိသားစုကိုကြည့်လိုက်နော်အရန်ပျော်တယ်ခုလိုလာတာချစ်တာတုံးကဆွဲနေပါတယ်ချစ်တာတုံးဟဲဟိုတနခါနဲ့နော်သူ့တနခါလူပေးထားတာမှသားတွေမဲကုန်မှာဆိုလို့ကျွမ်းဟိုအမယာဒီဥထုကအေးလေးနဲ့ပူပူလေးနဲ့အရန်စားကောင်းတယ်နော်ခောက်ဆွဲပြုတ်ကဘာဟောက်ချင်တယ်မှာပါမုံချစ်ကေပါမုံချစ်သားမှာဆိုလို့ဒီလားမဖက်ကိုယူပြီးသွားပေးတယ်မှာကြည့်လိုက်မကြည့်လိုက်ဥမောင်လေးကိုဒူတာချစ်တယ်မှာကြည့်အားလောက်မကြိုက်ဘူးမှာကြည့်ချောက်သွားနေကောင်းကောင်းမစားဘူးစားကောင်းတယ်လူများလို့ရှိရင်လေခောက်ဆွဲပူးစားလဲစားကောင်းတယ်နော်